အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Kevin ကဒီဂျွန်လာအတွက်ပေါ့နော်အခြေခံကောင်းမယ်ဇိုဒီဆိုင်လေး6ခုအကြောင်းပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကက်လေးတွေကို Kevin တို့ energy run နဲ့ပြီးရင်တော့ Kevin ကိုယ်တိုင်ထုတ်ထားတဲ့ဒီအခြေခံကောင်းဖို့အတွက်ပေါ့နော်ဒီ spell wine လေးပါအဲ့ဒါလေးကို Kevin ရဲ့လက်မှာလိမ့်ပေးလိုက်တယ်လိမ့်ပေးပြီးတော့ Kevin တို့ဒီကက်လေးတွေကြည့်မယ်ပေါ့နော်အဲ့တော့ Kevin တို့ဒီနံပါတ်1အနေနဲ့က Aries နံပါတ်2အနေနဲ့ကတော့ဒီ Pisces နံပါတ်3ကတော့ဒီ Aquarius နံပါတ်4က Leo နံပါတ်5က Taurus နံပါတ်6က Capricorn အဲ့တော့ဒီဇိုဒီဆိုင်လေး6ခုကကြော်လာထဲမှာအခြေအနေနဲ့ပတ်သက်ပြီးတော့ကံကောင်းမယ်အဆင်ပြေမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကြောင့်မလို့